ဟုတ်ကဲ့ရှင်ဒီနေ့တော့မိုးအေးလေးမှာငါးကောင်းနဲ့နှိမ့်ချင်နဲ့ချက်မယ်ကစုံရွက်ကြော်မယ်ပြီးတော့ကျမအစင်းသိမ်းချက်ထားပြီးသားကလည်းဟိုဟာရှိသေးတယ်ဝက်သားအချိုချက်ကလေးလည်းရှိရပေါ့နော်ငါးကောင်းနဲ့နှိမ့်ချင်လေးရတော့ကျမတို့အရေးတောင်လေးချက်လိုက်ပဲကစုံရွက်တွေကလည်းဝယ်ထားတာများနေတော့အဲ့ဒါလေးလည်းထပ်ကြော်ဖြစ်လိုက်ပါရဲ့ရှင်ကဲဒါကတော့တစ်ဖက်မှာနှိမ့်ချင်နဲ့ငါးကောင်းနဲ့ချက်ထားတယ်တစ်ဖက်မှာလည်းကစုံရွက်ကြော်နေရရှင်ဒီလိုမီးပြတ်တဲ့ကာလတွေမှာတော့ gas မီးပုံနှစ်ဖို့တွဲလေးရတော့ကျမတို့အင်မတန်အလုပ်ဖြစ်တယ်အခုလိုကလေးတွေကြောင်းဖွင့်တဲ့ကာလရောက်နေတော့ပို့ဆိုးတာပေါ့နော်မိပြက်လည်းအဆင်ပြေတယ်မနှက်စွာထားပြီးတော့ကြော်လော်ချက်ပြုတ်အမြန်ထမင်းကြိုင်ရုံးထမင်းကြိုင်ကြောင်းထမင်းကြိုင်နေလည်းမှီတာပေါ့နော်ဒါကတော့ငါးကောင်းနဲ့မြင့်ချင်တဲ့ချက်တဲ့ဟာဖြစ်ပါတယ်ဝက်သားလေးကတော့ကျမအစင်နဲ့ချက်ထားပြီးသား vlog ကမရိုက်လိုက်ရအောင်ဖြစ်သွားပါတယ်ရှင်ဟုတ်ကဲ့ပါမိုးအေးလေးမှာချစ်ချင်းလေးနဲ့ချူချူလေးနဲ့ဆက်ဆက်ကလေးနဲ့ရတာအစုံလေးနဲ့ထမင်းစားဖြစ်ပါတယ်ရှင်ဒါကတော့စားကန်ကြီးပြန်နှွှေးလိုက်တာပါနောက် vlog တွေမှာပြန်တွေ့မယ်bye bye